အီရန်စစ်ပွဲ26ရက်ကြာခဲ့ပေမဲ့အဆုံးသတ်နိုင်မဲ့အရေးအယောင်မရှိသေးပါဘူး။အချက်15ချက်ပါဝင်တဲ့အမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုလွှာကိုလက်တွေ့မကျပဲအရန်ကိုတစ်ဖက်သက်ဆန်လွန်းရဲဆိုပြီးအီရန်ကပယ်ချခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာအမေရိကန်တပ်ဖွဲ့ဝင်9000ကျော်လေယာဉ်တင်သင်္ဘော2စင်းနဲ့တိုက်လေယာဉ်200ကျော်အပြင်အထူးတပ်ဖွဲ့တွေကိုပါဖျက်ချက်ထားတယ်လို့အမေရိကန်ရဲ့အလယ်ပိုင်းစစ်ဌာနချုပ်စန်ကွန်ကအတည်ပြုထားပါတယ်။ဟော်မုတ်စီလေကြားမှာတော့သင်္ဘောအစီး2000လောက်နဲ့သင်္ဘောသား2000လောက်ပိတ်မိနေပြီးလူသားချင်းစာနာမှုဆိုင်ရာအခက်အခဲတွေတွေ့ကြုံနေရတယ်လို့ဆိုပါတယ်။ပြင်သစ်ကရေချောင်းသွားလာမှုပြန်လည်ကောင်းမွန်ဖို့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ဒေသတွင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီးတော့ကူဝိတ်လီစိတ်ကလောင်စာစီကန်တစ်ခုဒရုန်းနဲ့တိုက်ခိုက်ခံရပြီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ Saudi Arabia ကတော့ရေနံစက်ရုံတွေကိုဦးတည်လာတဲ့ဒရုန်း32စင်းနဲ့ဒုံးကျည်တစ်စင်းကိုကြားဖြတ်ပြေးချခဲ့ရတယ်လို့ဆိုပါတယ်။ Israel က Lebanon တောင်ပိုင်း30ကီလိုမီတာ16မိုင်အထိကျူးကျော်ဝင်ရောက်ပြီးတော့လုံခြုံရေးစုံအဖြစ်သတ်မှတ်မယ်လို့ဆိုပါတယ်။မတ်လ2ရက်နေ့ကစလို့တိုက်ပွဲတွေကြောင့်လေဘနွန်မှာလူပေါင်း1092ယောက်သေဆုံးပြီးတော့3000နီးပါးဒဏ်ရာရခဲ့ပါတယ်။စစ်ပွဲကြောင့်ရေနံဈေးနှုန်းတွေမတိမငြိမ်ဖြစ်နေပြီးသီရိလင်္ကာမှာလျှက်စစ်တပ်အားချွေတာဖို့လမ်းမီးတွေနဲ့စိုက်ပုတ်မီးတွေပိတ်ထားဖို့အမိန့်ထုတ်ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကတော့ရေနံဈေးနှုန်းမြင့်တက်တာကြောင့်နိုင်ငံတော်အစစ်အစွဲရဲ့အရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။